ဥရုသုံးပါးလမ်းပြောက်ခြင်းအရက်ရှစ်မျက်နှာလုံးကိုတပြိုင်တည်းသွားခြင်းသူဟာသူ့ကိုယ်သူလဲမချစ်ဘူးတဲ့အမေနူဖို့လဲမကြည်အဖေချွေးဖို့လဲမဆက်အဲ့ဒါဘွဲရတဲ့အရက်ကလေးကုသိုလ်ရှာတယ်လို့ပညာတွေ့တယ်လို့နဲ့လက်ညိုးတွေရဲ့ပါဇက်မှာတော့လူပြင်းမယ်တက်ကြမ်းတွေကိုလိုက်နာမိပြန်တော့လဲကို့မှာရှိတာတွေကိုတုံညနဲ့မြောက်မိပြန်အတောင်ပံတွေပဲနဲ့နေတာလားမိုးပဲမိနေသလားနေရာရွေ့သွားတာကတော့အနောက်ကိုမပြေးတဲ့မခုံတက်နဲ့ပဲလူရင်းတယောက်အမှောင်ရိပ်မှာမတ်တက်